ရှိမယ်ဘေးရင်ဝင်မမေးစနာလို့ဘယ်နေရာမှာရှိလိမ့်မယ်မဆိုင်ပေမဲ့တွေးမိနေပါတယ်အကြောင်းမတိုက်ဆိုင်ကြလို့သာမုန်းလို့မဟုတ်ပဲခွေအလွယ်ဆိုတာမျိုးနဲ့ကျူလို့ချီလို့ထားခဲ့တဲ့အလွယ်ရောမမုန်းတော့လို့မယ်လွယ်စရာကြုံတဲ့အခိုင်မှာနာစရာတွေနဲ့ဖြည့်သိပ်ဖို့ရခက်တဲ့အမုန်းလည်းမရှိတော့အဖြစ်ပါနာစရာတွေပဲမရှိတော့ဘဝမှာယုံထွက်မရအလွယ်ရဲ့ဒီတန်ရာ